ဖောင်ရရအောင်ဖောင်ယူခဲ့ပါအောင်မလို့ယူတယ်ငါတက်ပြီးတဲ့ဖောင်ရရအောင်ယူခဲ့ပါအောင်မမလူရဲ့ဖောင်ယူခဲ့ပါအောင်2025ခုနှစ်မေလ12ရက်နေ့မနက်9:35မိနစ်ဝန်းကျင်အချိန်မှာစကိုင်းတိုင်းတပင်းရင်းမြို့နယ်အတွင်းကဦးထိန်နှင်းကျေးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ကျောင်းသူကျောင်းသားအနည်းဆုံး20ဦးနဲ့ဆရာမ2ဦးသေဆုံးပြီးတော့40ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိတဲ့ကျောင်းသားကျောင်းသူတွေဟာလည်းဒဏ်ရာပြင်းထန်မှုကြောင့်အသက်လွတ်နေရတဲ့အခြေအနေတွေရှိနေလို့သေဆုံးသူအရေအတွက်ဟာဒီထက်ပိုပြီးတော့လဲတိုးလာနိုင်ပါသေးတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအစိုးရနည်းပညာအထက်တန်းကျောင်း CDN ကတိကဆရာမတော်ရတီအောင်ကအခုလိုပြောပါတယ်။ကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးပါတယ်။ဒါပေမဲ့ဒီနေ့စစ်ကောင်စီလှုပ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီ။အဆက်မှုရုံမှမှုအောက်တန်းကြမှုတွေအားလုံးကကလေးတွေရဲ့စိတ်ထဲမှာနှလုံးသားထဲမှာဆွဲထင်သွားတယ်။နိုင်ငံတကာကကိုညီတိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိသေမဘလောက်ထိဆုံရှုံးမှအတန်ထွက်ပြီးပြောပြကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကိုညီပေးကြပါ Save our children ဒီဖြစ်စဉ်တွင်ပွဲချင်းပြီးသေဆုံးခဲ့တဲ့သူတွေကတော့မတ်တထားဝေ grade 11မောင်စိုးမိုးသွန်း grade 3မောင်ချမ်းမြေအောင် grade 4မတ်ရှွန်လဲဝေ grade 2မတ်ဖြိုးဝေဖြိုး grade 3မတ်သွန်းဆက်ဖြူ grade 2မတ်ထက်ရတီထွန်း grade 4မောင်မြနိုးမမောင် grade 9မတ်မွန်မမီအောင် grade 4မတ်မိုးဟေကျော် grade 4မတ်မမဝင်း grade 10မတ်လှအောင်မေ grade 7မတ်မိုးမြဟန် grade 7မတ်အေးငိမ့်ဆန် grade 3မောင်စရာဖြိုး grade 5မတ်ချယ်လီမိုး grade 2မောင်လွမ်းပိုင်ထက် grade 2မတ်မြနိုးဦး grade 7မတ်ငိမ့်ရွှေရတီမိုး grade 2မတ်စုရနိုင် grade 2ဆရာမတွေဖြစ်တဲ့ဒေါ်ပန်းမမို့ဝေဒေါ်စင်မာသူတို့ဖြစ်ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်တဲ့မှတ်တမ်းတပ်ပုံတွေဗီဒီယိုတွေထဲမှာပါဝင်တဲ့စာသင်ကျောင်းခေါင်ဖို့လုံးဝဖွင့်ထွက်သွားတာစာသင်ခန်းတွင်ကြမ်းပြင်းတဲ့နေရန်တွေပေါက်ထွက်ကုန်တာကလေးငယ်အချို့အစအနရှာမရအောင်ပျောက်သွားတာအချို့ကလေးငယ်တွေကိုလက်အင်ကအစိပ်ပိုင်းအချို့ပဲကြံရစ်တော့တာအချို့ကလေးငယ်တွေဥကောင်းပွင့်ထွက်ကြေမွသွားတာစတဲ့ဆိုးရွားတဲ့ပျက်စီးမှုတွေပြင်းထန်တဲ့ဒဏ်ရာတွေနဲ့တေဆုံးကြတာကိုကြည်ချမ်းအားဖြင့်ဒါဟာပြက်အားပြင်းလွန်းတဲ့ဘုံတန်ကြောင့်ဖြစ်ရတယ်ဆိုတာကိုသိမြင်နိုင်မှာဖြစ်ပါတယ်။ရန်ကုန်ခေတ်သစ်သတင်းဌာနကတပင်းရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုမေးထားတဲ့အင်တာဗျူးထဲမှာတော့ဟုတ်ဂျားပိုက်တာနဲ့ဖြစ်သွားတယ်။ပေါင်ကတော့ကျွန်တော်တို့ပြောမြတူလို့သုံးတဲ့လက်နက်ကကျွန်တော်တို့20ခွဲ30ခွဲတွေပုံသွားတာပြောများပါတယ်ဟုတ်ကဲ့။ကျောင်းပေါ်မှာပြစ်ပြီးတော့မြေပြင်ပေါ်မှာပြန်ကျဲသွားတဲ့ပုံစံရှိပါတယ်။ကျသွားတဲ့နေရာကနေထပ်ဆင့်ကွဲတာတွေလည်းရှိတယ်လို့ဖြေထားတာတွေ့ရပါတယ်။ဒီလိုဆိုးရွားပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလုပ်ဖို့အကြမ်းဖက်စစ်ကောင်းဆောင်တွေကအမိန့်ပေးစေခိုင်းအကြမ်းဖက်လေတပ်ကလူမဆန်စွာနဲ့လေကြောင်းကိုလက်တွေပုံကျဲတိုက်ခိုက်ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်ရဲ့အတင်းတူဖြန့်ချီရန်တရားဖြစ်တဲ့ MRTV အပါအဝင်အကြမ်းဖက်စစ်ကြော်လော်ဘီတွေကလည်းစကိုင်းတိုင်းဒေသကြီးတပင်းမြို့နယ်ဦးထိန်ကွင်းကျေးရွာစာတင်ကျောင်းကိုလုံခြုံရေးတပ်ဖွဲ့များကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမ2ဦးအပါအဝင်ကျောင်းသားကျောင်းသူ90ဝန်းကျင်ခန့်ထိခိုက်ဒေဆုံးဒီဖြစ်စဉ်ဟာကလေးတွေကိုသွေးတူတွေဖြန်းပြီးတရုပ်ပြနေတာ PDF တွေဘုံခွဲတာကျောင်းထဲမှာမိုင်းတွေလုံနေရကနေပေါက်ကွဲတာစတဲ့အလေးအညာတွေနဲ့နီလန်ပေါင်းစုံသုံးပြီးသတင်းမှန်ကိုပုံဖြတ်နေတဲ့အလုပ်ကိုဇက်တိုက်လှုပ်ဆောင်လာတာတွေ့ရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေဟာရုရှားနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့ပံ့ပိုးကူညီမှုအားပေးအားမြောက်ပြုမှုတွေကြောင့်ပြည်သူလူထုကိုပြစ်မှတ်ထားတိုက်ခိုက်တပ်ဖြတ်မှုတွေကိုပိုပြီးလက်ရဲစရဲလောက်ကင်ဆောင်ရွက်လာတာတွေ့ရပါတယ်။အကြမ်းဖက်ပြောခွင့်ရစောမင်းထွန်းဟာတယ်လီဂျာစီယာမီဒီယာနဲ့အင်တာဗျူးမှာလည်းတော်လိုင်းအင်အားစုတွေနဲ့အတူရှိနေရင်ကလေးတငယ်တွေလည်းပြစ်ခတ်တပ်ဖြတ်ခံရနိုင်တဲ့ဆိုတဲ့သဘောဖြေကြားထားတာကိုလည်းတွေ့ကြရပါလိမ့်မယ်။အဲ့တော့ကလေးတွေအများကြီးပါကြတောင်းညမ်းသူအခုလိုကျေးရွာစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ဖို့အမိန့်ပေးသူကာယကံမြောက်ကျူးလွန်သူနဲ့ပူပေါင်းပါဝင်သူအလုံးကို
ပြင်းထန်စွာအပြစ်ပေးအရေးယူနိုင်ရေးစုံစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကလည်းမေလ12ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒီလိုမျိုးစာသင်ကျောင်းတွေဆေးရုံတွေစစ်ဘေးရှောင်စခန်းတွေလူစီကားရနေရာတွေကိုပြစ်မှတ်ထားပုံကျဲပြီးပြည်သူလူထုကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့လုပ်ရက်တွေဟာအလွန်ဆိုးရွားပြင်းထန်တဲ့စစ်ရာဇဝတ်မှုတွေဖြစ်ပြီးဒီတော်လှန်ရေးကာလတစ်လျှောက်အကြမ်းဖက်စစ်အုပ်စုကကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကြောင့်အသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းနဲ့ကြာဆုံးခဲ့ကြတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံးအတွက်တရားမျှတမှုတစ်ခုကိုပြန်လည်ရယူနိုင်ဖို့ဟာအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ခံယူထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးမီဖုံးလကပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ကျောင်းကိုတက်ကြဗျ။ပင်မဆောင်ရေအဲကျောင်းအလဲကကျောင်းဆောင်ရေလက်ရထိမှန်ခဲ့ပါတယ်ဗျ။ကိုပိုင်းဆက်နေတော့ကိုတို့မြင်ပါပါ။တို့ကအကြောက်တရားကိုထည့်ပြီးတော့မှကလေးတွေကိုကျဲချတဲ့အချိန်မှာကလေးတွေကျဲချပြီးတော့မှဒီကျွန်တော်တို့တွေရှော့မယ်ထင်တာပေါ့ဗျာ။ကျွန်တော်တို့ကတို့ကိုမလျှော့တော့ဘူးရေ။ကလေးမိဘတွေကလည်းမလျှော့ဘူး။ဒီပွဲကိုကျွန်တော်ပြီးအောင်လုပ်ရတော့မှာဗျ။ကျွန်တော်တို့ဝိုင်းရကြပါအောင်လို့ပဲပြောချင်ပါတယ်ဗျာတို့ကြည့်ရတော့တတ်နိုင်ဘူးဗျကျွန်တော်တို့ကရုံးမရတော့